大家吧，屋里我们一出来还是的，我们 design 呢，然后买一面嘛呗，အားလုံးပါကြတော့ပါကျွန်တော်ဒီနေ့မနေ့ကဈေးဆိုပြီးသွားပြီးတော့ကျွန်တော်ငါရောင်ပေါ့စီငါရောင်ဗမာလိုတော့စီငါရောင်ပေါ့ဗျာကျွန်တော်တို့ရခိုင်လို့ဆိုလို့ရှိရင်တော့ဒီငါ့ကိုဗာလဲငရမ်းကုန်းလို့ခေါ်တယ်ဆိုစားကြပါโอ้ยဆွဲပြီတော့ကျွန်တော်တို့ဒီအခုကဒီစင်ရောင်တွေကကျွန်တော်တို့ရန်ကုန်မန္တလေးဆိုင်တွေမှာရပါတယ်ဒါကြတော့ကျွန်တော်လက်ပံပွန်းသူကမကြီးကြီးနဲ့မကြီးကြီးစိမ့်လေးနဲ့ရှင်းထားတာအရင်မှရကဲပဲဆွဲလိုက်ဆွဲမယ်တော်တော်မိုက်ရကောင်းတယ်ဟောမိုင်းမမိုင်းဟုတ်လားရိုးစကားရေမြုံငရောင်နေရရနော်စီငရောင်ခံရပေါ့အစိမ့်စိမ့်ဘာအချောင်းနဲ့တာမဟုတ်ဘူးစကားမဆက်ကျွန်တော်ကအဲ့ဒါတွေကိုဒီဘက်မှာပင်လယ်စာကိုပြနှိပ်ဘူးလေဟိုရထုတ်ရတာရှိတယ် OM design နဲ့လောကမိုက်အိမ်မြန်မာပဲဒီမှာမိုက်အိမ်မြန်မာကျွန်တော် OM ကိုယ်တိုင်ထုတ်ထားတာဒါကပင်လယ်စာကိုပြနှိပ်ဒီလိုမျိုးငါးတွေချက်စားလို့ရတယ်ပင်လယ်စာတွေချက်စားလို့ရတယ်ဒီကကျွန်တော် OM ထုတ်ထားတာမိုက်အိမ်မြန်မာပဲဒါကကြတော့ကျွန်တော်ပင်လယ်စာလောင်မန်းနဲ့ဒါနေနေပိုဆက်တယ်ငရုတ်သီးစိမ့်နေချက်ထားတာနှစ်ခုကတော့မတူဘူးပေါ့အထောက်ကတော့ဒီနေ့အဆက်ရော့တယ်ရှယ်ပဲကျွန်တော်တို့ဒီလောင်မန်းအနည်းကိုများအနေနဲ့ကြာလို့ရှိရင်ကျွန်တော်သမင်းနဲ့ဒီလိုမျိုးသမင်းပူပူနင်းနင်းနဲ့လည်းအဲ့ရထားလို့ရှိရင်ဘူးဖောက်ပြီးတော့စွန်းလောက်ထိပ်ပြီးတော့နေစားလို့ရှိရင်အရင်မိုက်တယ်အရင်သမင်းမိန်တယ်အဲကြောင့်ဒီဟာတွေကိုခီးသွားတယ်ကျွန်တော်ဆောင်းသွားလို့ရပါတယ်အရင်စားကောင်းပါတယ်ငါလည်းချက်စားအိမ်မှာအပိချက်ပုံစံမျိုးနဲ့သမင်းနဲ့နေစားတာအရင်ကောင်းစားလို့ကောင်းပါတယ်ကျွန်တော်တို့ဆက်စားလိုက်ပါဦးမယ်